ကွယ်ကိုထွက်သွားတော့မယ်ကျန်နာသူနဲ့ဝေးရဝေးဝေးဝေးလုံသားကနာကျင်စွာနဲ့နောက်ဆုံးနှုတ်ဆက်ခဲ့ကိုလိုချင်ခဲ့ဆုံးအရာဘဝမှာချစ်ချင်းမြတ်တာရာရင်ပိုင်ဆိုင်